မဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖက်ပြမှာကတော့နိုင်စနေရေးသားထားတဲ့ဘာလဲအချစ်ဆိုတာဆိုတဲ့အချစ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပေးပါခင်ဗျာခေါင်းစဉ်ကတော့ဘာလဲအချစ်ဆိုတာပုံမြင်1ဆေးရုံရဲ့အခန်းတနေရာမှာအသက်ရရက်လေးရှူနေတဲ့အဖိုးအိုတူလဲတောင်းနေခဲ့တယ်လူဘဝနောက်ဆုံးအချိန်လေးမှာအဖိုးအိုကသူ့ရဲ့အိုမင်းရွှတ်တနေတဲ့လက်နဲ့အဖွားအိုရှိရာဘက်ကန်းလိုက်တယ်ရာစုနဲ့တဝဲလောက်ကို့အပေါ်ဂရုစိုက်ကျင်နာခဲ့သူကိုသူကျေးဇူးတင်နေမိတယ်။မကြခင်ဒီလောကကြီးကနေသူထွက်သွားရတော့မယ်။ထွက်မသွားခင်အဖွားအိုရဲ့အကျဉ်းနာဂရုဏာကိုအတိအမှတ်ပြုရအောင်ပြီးတော့ကိုလည်းစိတ်ချလက်ချသွားနိုင်အောင်ရင်ထဲကလက်ဝဲချက်တစ်ခုကိုပြောပြဖို့သူဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့လက်ဝဲချက်ကိုမပြောခင်အဖိုးအိုကတုံရီလက်နဲ့သူ့ပါးစပ်ကိုအသာရလေးပိတ်ပြီးအချစ်ရဲ့ဘာလက်ဝဲချက်တွေမှကျမမလိုဘူး။အချစ်ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကကျေပြတ်တဲ့လူပင်လဲမှာရှင်နဲ့ကျမတီးခဲ့တယ်ချစ်ခဲ့တယ်တယောက်လက်ကိုတယောက်တွဲပြီးနေပူမိုးရမဆောင်အရာရာကိုအနှစ်90ကျော်ရင်ဆိုင်ခဲ့တာပဲဖြစ်တယ်အဖွားအိုရဲ့စကားကြောင့်အဖိုးအိုမျက်ရည်ကျမိတယ်နောက်ဆုံးအဲ့ဒီလှုပ်ဝက်ချက်ကိုရှင်နဲ့ထက်ပြီးလောကကြီးတဲ့ကနေတူထွက်ခွာသွားခဲ့တယ်ပုံမြင်နဲ့ဟိုးရှိတုန်းကမြို့တစ်မြို့ကလူတွေဟာအခြားမြို့ကလူတွေနဲ့စစ်ဖြစ်ခဲ့ကြတယ်စစ်ပွဲကနှစ်အတော်ကြာခဲ့ပါတယ်အဲ့ဒီမြို့နှမျိုးမှာတစ်မြို့ကတောင်ကုန်းပေါ်မှာရှိပြီးတစ်မြို့ကလွင်ပြင်မှာရှိခဲ့တယ်တောင်ကုန်းပေါ်မှာရှိတဲ့မြို့ကရက်ဆက်တဲ့အကြံတစ်ခုထုတ်ပြီးကိုတောင်ကုန်းပေါ်မှာရှိတဲ့ဆယ်ကိုဖွင့်ချလိုက်တယ်ဆယ်ကိုဖွင့်ချလိုက်တယ်ဆိုရင်ပဲလွင်ပြင်မှာရှိတဲ့မြို့ကရေလန်းသွားပြီးအော်ဟင့်ငိုညီးတန်တွေနဲ့တေချေပျက်စီးကြရတော့မယ်ဒီလိုအခြေအနေမှာမြို့သားမင်းကလေတွေနဲ့ရေနစ်သူတွေကိုကဲဖို့အမိန့်ထုတ်လိုက်တယ်ဒါပေမဲ့လေအစည်းရဲ့နေတဲ့အတွက်လူတချို့ကိုပဲကဲစီခဲ့တယ်မြို့သားမင်းကမိမနှစ်သက်သူဖြစ်တာကြောင့်မိမတွေကိုပဲကဲစီခဲ့တယ်အဲ့ဒီမိမတွေကသူတို့နှစ်သက်တဲ့ပစ္စည်းတစ်ခုကိုပဲယူရမှာဖြစ်ပါတယ်နှစ်သက်တဲ့ပစ္စည်းတစ်ခုဆိုတာကြောင့်မိမအများကလက်ဝက်လက်စားရွှေငွေကြောက်တံပဒများတွေကိုယူပြီးလေပေါ်တက်ကြတယ်မိမတစ်ယောက်တည်းပဲသူ့ယောက်ျားကိုထမ်းပြီးလေပေါ်တက်တော့ရဲမက်တွေကလေပေါ်ကိုမိမတွေပဲတက်ခွင့်ရှိတယ်ယောက်ျားတွေမတက်ရဘူးလို့ဆိုတယ်ကိုအကြိုက်ဆုံးပစ္စည်းတစ်ခုကိုယူခွင့်ရှိတယ်ဆိုလို့ဒါဟာကျမအကြိုက်ဆုံးအရာမို့ပါလို့မိမကပြန်ပြောပါတယ်အဲ့ဒီရေဘေးမှာယောက်ျားတစ်ယောက်ပဲအသက်ရှင်ကြံ့ရစ်ခဲ့တယ်အဲ့ဒီမိမရဲ့ယောက်ျားပဲဖြစ်ပါတယ်ပုံမြင်3ဒီပုံမြင်ကတော့ TV အစီအစဉ်တစ်ခုဖြစ်ပါတယ်ဒီအစီအစဉ်ကယောက်ျားသားတွေကိုမျက်စိကိုအဝတ်စီးပြီးကိုမိမကိုရွေးထုတ်ရမယ်ကစားနည်းဖြစ်ပါတယ်ဒီကစားနည်းမှာလင်မယားဆောင်တဲ့6တွဲပါဝင်ခဲ့ပါတယ်ယောက်ျား6ဦးကမျက်စိကိုအဝတ်စီးပြီးမိန်းမ6ဦးရဲ့လက်တွေကိုသွားဆန်းရတယ်ပြီးမှကိုမိန်းမကိုရွေးထုတ်ရတယ်ရှစ်ယောက်ျား3ဦးမမြင်မဆန်းတဲ့ဆန်းတော့ပရိသတ်တွေကတဝါဝါပွဲကြကြတယ်၄ယောက်မြောက်မှာအစီအစဉ်တစ်ဆက်သူကအရင်တိုင်းသူ့မျက်စိကိုအဝတ်စနဲ့စီးပြီးနေရာမှာရင်3ဘက်ပတ်ခိုင်းလိုက်တယ်ပြီးမှမိန်းမ6ယောက်ကိုရွေးစီခဲ့တယ်အဲ့ဒီလူကပထမမိန်းမရှိရက်ပြီးလက်ကိုကင်ကြည့်တယ်3-4စက္ကန့်အတွင်းမှာဒါကျွန်တော်မိန်းမမဟုတ်ဘူးလို့ဆိုတယ်နောက်ဒုတိယမိန်းမရှိရက်ပြီးလက်ကိုကင်ကြည့်တယ်ဒီတစ်ချိန်ကင်တာအချိန်နည်းနည်းပိုကြာတယ်ဆက်စက္ကန့်ကြာတော့ဒါကျွန်တော်မိန်းမမဟုတ်ဘူးလို့သူကဆိုတယ်ဒီလိုနဲ့နောင်3ယောက်မြောက်မိန်းမတတိယမြောက်မိန်းမရှိရက်ပြီးလက်ကိုကင်ကြည့်တယ်ဒီခါတော့15စက္ကန့်လောက်ကြာပါတယ်ပြီးတော့သူပြောလိုက်တာကတော့ဒါကျွန်တော်မိန်းမတဲ့တင်ဆက်သူကသူ့မျက်နှာပေါ်ကအဝိစာကိုဖြုတ်ပေးလိုက်တယ်တကယ်ပဲတတိယအမျိုးသမီးကသူ့မိန်းမဖြစ်နေခဲ့တာကြောင့်ပရိသတ်စီကလက်ခုပ်တန်တွေသူရခဲ့တယ်တွေ့မှုမရှိပဲကို့မိန်းမကိုရွေးထုတ်နိုင်ခဲ့တဲ့သူ့ကိုတင်ဆက်သူကဒီလောက်ထိတိကျအောင်ရွေးထုတ်နိုင်ခဲ့တာဘာလို့ဝက်ချက်များရှိလို့လဲလို့မေးပါတယ်အဲ့ဒီအချိန်မှာသူကဘာလို့ဝက်ချက်မှမရှိပါဘူးလက်ရခံစားချက်နဲ့ကျွန်တော်ရွေးခဲ့တာပါအိမ်အောင်သက်10နှစ်အတွင်းမှာကျင့်သားရခဲ့တဲ့လက်ခံစားချက်အောင်ပါလို့ဆိုပါတယ်နောက်ခံပိတ်ကားပေါ်မှာသူ့မိမရဲ့မျက်နာကမြည်ရအဝဲသားနဲ့ထင်ရလာခဲ့တယ်10နှစ်လုံးလုံးမဖြုတ်ခဲ့တဲ့တွဲလက်ကြောင့်လက်ရခံစားချက်နဲ့လူအများကြားမှာကို့မိမကိုသူရွေးထုတ်နိုင်ခဲ့ပါတယ်အခုလိုနားဆင်ပေးခဲ့တာကျေးဇူးပါဗျာဘေးရန်အပေါင်းကင်းစင်ပြီးကိုစိတ်နှဖျားကျန်းမာချမ်းသာပါစေဗျာ